ပထမဆုံးတင်တန်းမှာကျောင်းသားတွေကိုပေါင်းနေရရှိတဲ့တန်းဖက်နဲ့တီစီခိုင်းပြီးလေ့ကျင့်ခိုင်းခဲ့တယ်။ဒါပေမဲ့ကျောင်းသားတွေကကျွန်တော်ရဲ့လေ့ကျင့်ရေးနည်းစနစ်ကိုအလုံးစိတ်ပြချတယ်။သူတို့ကကျွန်တော်ကိုတခြားဆရာတွေလိုပဲအနိုင်ကျင့်ရလွယ်တယ်လို့ထင်ကြတာကြောင့်တန်းစီပြီးထပ်သွားကြတယ်။သူတို့ကိုလုံးဝလက်ခံအောင်လုပ်ဖို့အတွက်ချက်ချင်းပဲလှမ်းတက်စေချောင်းကိုပစ်လွှတ်ပြီးသူတို့တွားရလမ်းကိုပိတ်ဆို့လိုက်တယ်။သူတို့ကနေရာမှာတင်ရက်တန်းသွားပြီးမလှုပ်ရှားနိုင်ကြဘူး။သူတို့ရဲ့ရှုပ်ထွေးနေတဲ့အမူအရာတွေကိုမြင်တော့သူတို့ကကျွန်တော်ရဲ့အထောက်အထားကိုခံမှန်းနေကြတယ်ဆိုတာရှင်းပါတယ်။ကျွန်တော်ကမာဖီယာခေါင်းဆောင်တစ်ယောက်ခက်ခဲ့တာပါ။ဒါပေမဲ့ကျွန်တော်ရဲ့ဆရာရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ပုံမှန်အားကစားကျောင်းတစ်ခုမှာဆရာဖြစ်လာခဲ့တာပါ။ကျောင်းအုပ်ကြီးကဒီအချောင်းကိုသိတဲ့အခါကျွန်တော်အတွက်ကြိုးဆိုပွဲကိုစိတ်အားထက်သန်စွာကျင်းပပေးခဲ့တယ်။ဒါပေမဲ့ကျွန်တော်ကအားကစားကွင်းကိုတန်းသွားခဲ့တယ်။ကျောင်းသားတွေရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုကြည့်ပြီးတဲ့နောက်မှာကျွန်တော်စိတ်ထဲမှာအစီအစဉ်တစ်ခုပေါ်လာတယ်။ပြီးတော့ကျောင်းသားတွေကိုစုပြီးကိုမိတ်ဆက်ပေးခဲ့တယ်။ပြီးတဲ့နောက်မှာသူတို့ကိုတိုက်ရိုက်စုပူးပြီးအတူမကြတဲ့အမိုက်တူးလို့ပြောလိုက်တယ်။ဒါကလူတိုင်းကိုချက်ချင်းဒေါသထွက်စေခဲ့တယ်။အားကစားကော်မတီဝင်အားကျွန်တော်ကိုနေရာမှာတင်မီတာ100ပြေးခိုက်ဖို့တောင်းဆိုခဲ့တယ်။သူကသူရဲ့အားသာချက်ကိုတုံးပြီးကျွန်တော်ကိုနောက်ဆုတ်ခိုင်းနေတာပါပစ္စတင်တင်နဲ့ပြစ်လိုက်တဲ့အခါသူကချက်ချင်းရှိကိုပြေးထွက်သွားတယ်သူကနောက်လှည့်ကြည့်လိုက်တော့ကျွန်တော်ကစတတင်လိုက်မှာပဲအသွေးပူလေ့ကျင့်ခံလုပ်နေတာကိုတွေးလိုက်ရတယ်ကျွန်တော်ကအရှုံးပေးဖို့စီစဉ်ထားတယ်လို့သူကတိချပေါက်ယုံကြည်တယ်သူကအစုံမြင့်ကိုရောက်ခါနီးမှာအရင်မဲတစ်ခုကဖြတ်ပြေးသွားတယ်သူတုံ့ပြန်ချိန်မရခင်မှာကျွန်တော်ကအစုံမြင့်မှာရောက်နေပြီသူတို့ရဲ့မျက်ကန်ယုံကြည်မှုကိုချီးမွမ်းဖို့အတွက်ကျွန်တော်ဒီလိုလုပ်ခဲ့တာပါသူတို့သိစေသွားတဲ့အခါသူတို့ကိုလုံးဝပြောင်းလဲပေးနိုင်တယ်လို့ကတိပေးခဲ့တယ်ပြီးတော့ထူးဆန်းတဲ့လေ့ကျင့်ရေးပစ္စည်းအစုံကိုထုတ်ယူလာခဲ့တယ်သူတို့ကနောက်တစ်ချိန်လေ့ကျင့်ခန်းတိုင်းမှာအဲ့ဒါတွေကိုဝစ်စင်ရမယ်လို့ပြောခဲ့တယ်။နောက်တစ်နေ့မှာကျောင်းအုပ်ကြီးကကျောင်းခေါင်းဆောင်တွေကိုစစ်ဆေးဖို့ခေါ်လာခဲ့တယ်။သူတို့ကကျောင်းသားတွေအဝတ်လျှော်နေတာတဲ့ပူဖောင်းတွေဖောင်းနေတာကိုတွေ့လိုက်ရတယ်။ခေါင်းဆောင်တွေကဒီလေ့ကျင့်ရေးနည်းစနစ်တွေကအဓိကမရှိဘူးလို့ပြောကြတယ်။ဟုတ်ပါတယ်။သူတို့ရဲ့တန်တရားတွေကိုကျွန်တော်နားလည်ပါတယ်။ဒါကြောင့်ကျောင်းတွင်းပလိုင်ပွဲမှာရလက်မထရင်ကျောင်းအုပ်ချုပ်ရေးရဲ့ပြည်တိုင်ကိုလက်ခံမယ်လို့အညာရှိမှကတိပေးခဲ့တယ်။ကျောင်းအုပ်ကြီးမှာခေါင်းဆောင်တွေကိုခေါ်ထုတ်ထားဖို့ကလွယ်ပြီးဘာမှမတန်နိုင်ခဲ့ဘူး။ပလိုင်ပွဲနေ့မှာကျောင်းသားတွေကိုလေ့ကျင့်ရေးပစ္စည်းတွေဝတ်ပြီးရှင်းပလိုင်ခိုင်းခဲ့တယ်။သူတို့ဝင်လာတဲ့အခါစိတ်ယုံတစ်ခုလိုပဲလို့လှောင်ပြောင်ခံခဲ့ရပေမဲ့ကျွန်တော်ကစိတ်မကောင်းထိမနေခဲ့ဘူးမကြခင်မှာပဲပြစ်လွတ်ပလိုင်ပွဲစတင်ခဲ့တယ်ပလိုင်ဘက်ကအလွယ်တကူဆက်ချောင်းသမားအပမီတာအကွာဝေးကိုပြစ်လွတ်နိုင်ခဲ့တယ်ကျွန်တော်ကျောင်းသားစေပူနီလာကိုမြင်တော့ပလိုင်ဘက်ကသူ့ကိုလှောင်ပြောင်ပြီးကြောင်ရင်မရှင်ပလိုင်နဲ့လို့ပြောခဲ့တယ်တိုင်လူကြီးရဲ့တိုက်တွန်းမှုကြောင့်ကျောင်းသားကလီချင်းအေမှာတုံခဲ့တဲ့ပြစ်လွတ်ကိုလွှတ်ချလိုက်တယ်ဒါပေမဲ့သူကမြေကြီးမှာအပေါက်ကြီးတစ်ခုပေါက်သွားလာကိုတတိမထားမိခဲ့ဘူးကျောင်းသားကစိုးရင်တကြီးမျိုးချပြီးပြစ်လွတ်လိုက်ပေမဲ့သူကလေကြလူနီးပါးကြီးသွားတာကြောင့်အားကစားခွင့်တစ်ခုလုံးမှာရဲတန်းတွေပြန်နှံသွားခဲ့တယ်ပရိသတ်တွေကကျောင်းအုပ်ကြီးကိုချက်ချင်းမေခွန်းထုတ်ခဲ့ကြတယ်သူတို့ကသူတို့ရဲ့ကလေးတွေရဲ့အနာဂတ်ကိုဒီလိုဆိုးရွားတဲ့ဆရာတယောက်လက်ထဲအနန္တာမွားတယ်လို့ပြောခဲ့ကြတယ်။ဒါကတခြားမိဘတွေကြားမှာသဘောတူညီမှုတွေဖြစ်ပေါ်စေခဲ့တယ်။ကျောင်းအုပ်ကြီးကလူတိုင်းကိုငြိမ်သက်အောင်အတန်နိုင်ဆုံးကြိုးစားခဲ့ရတယ်။ဘယ်သူမှမသိတာကဒါဟာကျောင်းသားတွေရဲ့စွမ်းရည်ကြားစင်တာမဟုတ်ပါဘူး။အကင်ကျင်လေးလာနဲ့လေ့ကျင့်ခန်းတွေလုပ်တည်တဲ့နောက်မှာကျောင်းသားကအခုပေါ်ပါတဲ့ပြည့်လွတ်နဲ့လိုက်လော်ညီထွေမထီသေးတာပါ။သူကနောက်တစ်ခါကောက်ကင်ပြီးအားပြင်းနဲ့ပြစ်လိုက်တဲ့အခါဒိုင်လူကြီးကချက်ချင်းပဲတိုင်းတာတိတ်ခွေကိုဆွဲထုတ်ပြီးရလက်ကိုမတန်းတင်ခဲ့တယ်။ဒါပေမဲ့ဒါကအစားပဲရှိသေးတယ်ဆိုတာကျွန်တော်